လူတယောက်ရဲ့ခန္ဓာကိုယ်ထဲမှာရှေးဦးခေတ်ကအစွမ်းထက်လာတဲ့မိစ္ဆာကောင်ပေါင်းထောင်တောင်းချီအကျဉ်းချထားတဲ့ထောင်ကြီးတစ်ခုရှိနေပါတယ်။ရှောင်ရွက်ဝင်ပလွေနတ်တူငယ်အစိတ်မွေမငြိမ်မသက်အေယာမမိစ္ဆာနဲ့လောကကြီးကိုစီရင်ချက်ချတဲ့နတ်ကိန်းနေရာတွေတောင်ရှိပါတယ်။အဲ့ဒီထဲကတကောင်ချင်းစီဟာဒီလောကထက်အစပေါင်းများစွာအစွမ်းကြီးမားကြပါတယ်။ဒါပေမဲ့လင်းယုံမြို့လီမီတာစုရဲ့တာကြီးတယောက်အနေနဲ့၈နှစ်သားအရွယ်တာရဲစွမ်းအားစတင်နိုးထလာချိန်ကနေ18နှစ်အထိ10နှစ်တိုင်ခမရရဲ့တာရဲစွမ်းအားတွေကိုတာရဲဝိညာဉ်ကခိုးယူဆိုးယူသွားခဲ့ပါတယ်။အဲ့ဒါကြောင့်နိုးထခြင်းအခမ်းအနားတိုင်းမှာအမြဲတမ်းကြာရှုံးခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲဖအေတူမအေကွဲညီဖြစ်သူလီရှောင်ဟာပထမဆုံးအကြိမ်နိုးထခြင်းအခမ်းအနားမှာတင်အဆင့်လေးရှိတဲ့တာရဲစွမ်းအားနဲ့နိုးထလာပြီးလင်းယုံမျိုးရဲ့ထိပ်တန်းပါရမီရှင်ဖြစ်လာခဲ့တယ်လို့လီမီတာစုရဲ့ဂုဏ်ဆောင်လည်းဖြစ်လာခဲ့ပါတယ်။မီတာစုစီးမြင့်အရာအသက်18နှစ်အထိနိုးထခြင်းမရှိသေးတဲ့သူတွေဟာမီတာစုကနေထွက်ခွာပြီးစီးပွားရေးတွေကိုစီမံခန့်ခွဲရမှာဖြစ်ပြီးမီတာစုကခမည်းကိုဆူရှာနဲ့လက်ထပ်ပေးခဲ့ပါတယ်။ဆူရှန်နော်ဟာစူမီတာစုရဲ့နာမည်ကြီးအလှလေးဖြစ်ပေမဲ့သူမလည်းနိုးထခြင်းမရှိခဲ့ပါဘူး။ခမည်းတို့နှစ်ယောက်တာမန်ဘဝနဲ့အတူတူနေထိုင်သွားရတော့မယ်လို့ထင်ထားပေမဲ့မင်္ဂလာပွဲနေ့မှာတော့လီရှောင်ဟာမင်္ဂလာခန်းဆောင်တဲ့ကိုအတင်းဝင်ရောက်လာပြီးခမည်းရဲ့သူတို့သမီးပေါ်မဖွယ်မရပြုလုပ်ဖို့ကြံစီခဲ့ပါတယ်။အဲ့ဒီအချိန်မှာအခန်းထဲကနေဆူရှာတဲ့အကူအညီတောင်းတထွက်ပေါ်လာပါတယ်။ခမည်းရဲ့ညီတော်မောင်လီရှောင်ဟာဆူရှန်နွမ်ကိုအခန်းထောင်ကိုအတင်းတွန်းပို့နေပြီးသူမရဲ့အနီရောင်ကောင်းချုံပူဝါကိုဆွဲဖယ်လိုက်ပါတယ်။ဆူရှန်နွမ်ရဲ့အလှကိုမြင်လိုက်ရတဲ့ခဏမှာသူ့မျက်လုံးတွေဟာလောဘနဲ့ရမက်တွေပြည့်နေသွားပါတယ်ဟဲဆူရှန်နွမ်ငါနောက်လိုက်ခဲ့ပါငါကလီမီတာစုရဲ့ထိပ်တန်းပါရမီရှင်ပဲငါနဲ့ဆိုရင်နင်ကောင်းကောင်းမွန်မွန်နေရမှာပါလီရှောင်ဟာစာလောင်နေတဲ့ဝင်ပလွေတကောင်လိုဆူရှန်နွမ်ရဲ့အင်ဂျီလက်ကိုနမ်းရှုပ်လိုက်ပြီးတကယ်ကိုမွေးပြက်လှချီလားမယုံကံပါနဲ့တော့လို့ပြောပါတယ်ပြောပြီးတာနဲ့လီရှောင်ဟာတရိတ်ဆန်တကောင်လိုခုံအုပ်လိုက်ပါတယ်ခမည်းတကားကိုကန်ဖွင့်ဝင်သွားချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တွေးပုတ်ပွက်ဆူသွားပြီးဒေါသထွက်နေတဲ့တာရဲတကောင်လိုဟိန်းဟောက်လိုက်ပါတယ်ခမည်းကလီရှောင်ကိုခုံအုပ်တိုက်ခိုက်ပေမဲ့တာရဲစွမ်းအားမရှိတဲ့ခမည်းဟာသူ့ကိုဘလို့လှုပ်ရှင်နိုင်ပါမလဲသူကအလွဲတကူရှောင်တိန်လိုက်ပြီးခမည်းကိုဖမ်းချုပ်ကစပွဲပေါ်မှာဖိထားလိုက်ပါတယ်မျက်နှာမရှိတဲ့ကောင်မင်းရဲ့မိန်းမကိုငါသဘောကျတာဟာမင်းအတွက်ဂုဏ်ယူစရာပဲတိလားလို့သူကပြောပါတယ်လီရှောင်ကခမည်းရဲ့စပင်ကိုဆွဲပြီးစပွဲနဲ့ခေါင်းကိုအားနဲ့ဆောင်ပစ်လိုက်ပါတယ်စပွဲကွဲအပ်သွားပြီးခမည်းကိုအမိုက်တဆလို့ကျမ်းပြင်ပေါ်လွှတ်ပစ်လိုက်ကခမည်းခေါင်းကိုခြေထောက်နဲ့နင်းထားပြီးငါအခုမင်းကိုတက်လိုက်ရင်တော့အဖေကငါ့ကိုဘာမှလုပ်မှာမဟုတ်ဘူးဆိုတာယုံလားလို့မေးပါတယ်လီရှောင်ငါဒီကိစ္စအတွက်လက်စားပြန်မချေနိုင်ရင်လူမဟုတ်တော့ဘူးလို့ခမည်းကတကိုယ်လုံးတုံရင်နေရင်တွားကြတဲ့ကနေညှစ်ထုတ်ပြောလိုက်ပါတယ်လီရှောင်ကလှောင်ရဲလိုက်ပြီးခမည်းရဲ့ခြေထောက်နှစ်ဖက်ကိုဖမ်းကင်ကအားနဲ့လိန်ချိုးလိုက်ပါတယ်ခြေထောက်ရိုးကျိုးတန်တဲ့အတူပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပြီးခမည်းဟာရုန်းကန်ဖို့ခွန်အားတော်မရှိတော့ဘဲကျမ်းပြင်ပေါ်မှာလဲကျသွားပါတယ်လီရှောင်ကလှောင်ရပြီးတုံတုံကြီးဖြစ်နေတဲ့ဆူရှန်နွမ်စီကိုတလန်းချင်းလျှောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲတကားဝါကနေဘာလုပ်နေတာလဲဆိုတဲ့ဒေါသတကြီးအော်တန်ထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့ခမည်းရဲ့ဖခင်လီကျက်မှာပဲသူဟာလူအုပ်စုနဲ့အတူတကားဝါမှာမတ်တက်ရက်နေပါတယ်။လီရှောင်ဟာကြောက်လန့်တကြားနဲ့လီကျက်ရဲ့ချီရင်မှာဒူးထောက်လိုက်ပြီးအဖေကျွန်တော်မသွားပါတယ်ကျွန်တော်မူသွားလို့ပါတမင်လောက်တာမဟုတ်ပါဘူးလို့တောင်းပန်ပါတယ်လီကျန့်ကလီရှောင်ကိုအေးဆက်ဆက်ကြည့်ပြီးငါနောက်လိုက်ခဲ့လို့ပြောပါတယ်လီရှောင်ဟာဘေးကင်းသွားပြီဆိုတာသိလိုက်ရပြီးထရက်ကခမည်းကိုမထီမဲ့မြင်အကြည့်နဲ့လှောင်ရဲသွားပါသေးတယ်အစကနေအဆုံးထိခမည်းရဲ့ဖခင်ရင်းဟာခမည်းကိုတစ်ချက်တောင်လှည့်မကြည့်သွားပါဘူးခမည်းဟာအေးဆက်နေတဲ့မြေပြင်ပေါ်မှာအသက်မဲ့တဲ့မျက်လုံးတွေနဲ့လဲလျောင်းနေရင်ဒီဖခင်နဲ့ဒီမီသားစုအပေါ်လုံးဝစိတ်ကုံသွားပါပြီခမည်းရဲ့နဖူးကသွေးတွေဟာဘဲဘက်လက်သူကျွဲကလက်စုပ်ပေါ်ကိုတစ်ဆက်ချင်းစီကျသွားပါတယ်အဲ့ဒီသွေးတွေကိုလက်စုပ်ကဆုပ်ယူလိုက်ပြီးခမည်းရဲ့စိတ်ထဲမှာရှေးဟောင်းအတန်ကြီးတစ်ခုဟိန်းထွက်လာပါတယ်10နှစ်တိုင်ထိတ်တန်းသားရဲစွမ်းအားတွေကိုစုပ်ယူပြီးတဲ့နောက်ငါရဲ့စွမ်းအား100ခိုင်နှုန်းကိုပြန်လည်ရရှိခဲ့ပြီးအိမ်မောကြနေရာကနေနိုးထလာခဲ့ပြီးတားရဲဘရင်ကတခင်ကိုအတိမတ်ပြုလိုက်ပြီးဟာနောက်ဆုံးတော့ငါကဘာလောကကြီးကိုပြန်မြင်ရမယ့်အခွင့်အရေးရပြီပေါ့လို့အတန်ကြီးကပြောပါတယ်ခမည်းမျက်လုံးတွေကိုအတင်းဖွင့်လိုက်ပေမဲ့ကုသရေးတားရဲဆရာရောက်လာတာကြောင့်ခမည်းရဲ့အတွေးတွေပြတ်တောက်သွားပါတယ်ကုသပြီးတဲ့နောက်ခမည်းရဲ့ခြေထောက်ရိုးတွေဟာလင်းမြန်စွာပြန်ဆက်သွားပါတယ်အစီခံတွေကအခန်းကိုရှင်းလင်းပြီးတကားပိတ်ကထွက်သွားကြပြီးအချိန်တန်ကြာတော့ခမည်းအိပ်ပျော်သွားပါတယ်ဆူရှန်နွမ်ကတော့ဖျောင်းတိုင်ပြီးအောက်မှာခမည်းကိုကြည်ရင်ကတင်ဘေးကိုတိုးတိုးလေးလျှောက်လာပါတယ်သူမနဲ့အတူဘဝတစ်ခုလုံးဖြတ်တန်းရမယ်ဒီလူကိုသူမပထမဆုံးအကြိမ်အသေးချာကြည့်လိုက်မိတာပါခမည်းရဲ့မျက်နှာပေါ်မှာခိုင်မာတဲ့စိတ်ဓာတ်နဲ့ဇွဲရှိမှုကိုသူမမြင်လိုက်ရပါတယ်သူမကနောင်ဆိုရင်ငါတို့နှစ်ယောက်တယောက်ကိုတယောက်မိခိုပြီးအတူတူဖြတ်တန်းကြတာပေါ့လို့တိုးတိုးလေးပြောပါတယ်သူမကနူးညံ့တဲ့လက်လေးနဲ့ခမည်းရဲ့ပါကိုအตาအရာထိလိုက်တဲ့အချိန်မှာခမည်းရဲ့စိတ်အာယုံဟာအဆုံးမရှိတဲ့မှောင်မိုက်တဲ့ဟင်းလင်းပြင်ထဲကိုရောက်သွားပါတယ်။ဒါဘယ်နေရာလဲလို့ခမည်းတွေးနေတော့မှရှည်လျားတဲ့စင်ကြံလန်းတစ်ခုတည်းရောက်နေတာကိုတွေးလိုက်ရပါတယ်။ဘေးတစ်ဖက်တစ်ချက်မှာအေယာမအချင်းကန်းကြီးတွေရှိနေပြီးဘယ်ဘက်ကပထမဆုံးအချင်းကန်းနံပါတ်100ထဲမှာတော့9မီတာ10မီတာလောက်ရှည်တဲ့အေယာမဝမ်ပုလွေဖြူကြီးတစ်ကောင်ရှိနေပါတယ်။သူကလူတွေလိုမျိုးစိမ်းရောင်တောက်နေတဲ့မျက်လုံးတွေနဲ့ခမည်းကိုစိုက်ကြည့်နေပါတယ်။နေရန်ပေါ်မှာတော့ရှေးဦးမိတ်ဆာသားရဲ့ရှောင်ရွက်ဝင်ပလွေဆိုတဲ့စာသားကိုရေးထိုးထားပါတယ်ရှေးဟောင်းမိစ္ဆာသားရဲ့စိတ်ထဲမှာအယမ်းတုန်လှုပ်သွားတယ်ပို့ပြီးတော့အံ့ဩစရာကောင်းတာကအဲ့ဒီဝန်ပုတ်တွေကစကားပြောနိုင်တာပဲမင်္ဂလာပါခလေးလေးငါရဲ့ချစ်လာစွာသောတခင်လေးမင်းရဲ့နာမည်ကလီနီနီလာမင်းကအယမ်းကြောက်သွားပြီးနောက်ကို
တရားဆက်ဆုပ်သွားတယ်မျက်နှာချင်းဆိုင်ကနံပါတ်69အချင်းကန်းကိုတိုက်မိသွားတယ်ပြန်လှည့်ကြည့်လိုက်တော့အထဲမှာရေပုံးလောက်ကြီးတဲ့ငွေနဲ့ကြီးတစ်ကောင်ခွေနေတာကိုတွေ့လိုက်ရတယ်ဆိုင်းပုတ်ပေါ်မှာရှေးဟောင်းမိစ္ဆာသားရဲ့ဝိညာဉ်အစိတ်ငွေလို့ရေးထားတယ်တခင်လေးမကြောက်ပါနဲ့ငွေရောင်ဝန်ပလွေကညင်သာစွာပြောလိုက်တယ်ဒါကမင်းရဲ့လက်စွပ်ထဲကဟင်းလင်းပြင်ဖြစ်ပြီးနာမည်ကသားရဲနယ်မြေလို့ခေါ်တဲ့မင်းရှိနေတဲ့ဒီအထက်ကဝါရောင်အဆင်းဖြစ်ပြီးရှေးဟောင်းမိစ္ဆာသားရဲ့အကောင့်တရားကိုအကျဉ်းချထားတဲ့အပေါ်ထပ်မှာအစိမ်းရောင်အဆင်းဖြစ်တဲ့ရှေးဦးသားရဲတွေအနက်ရောင်အဆင်းဖြစ်တဲ့ရှေးဦးကဘာဦးသားရဲတွေနဲ့အပြာရောင်အဆင်းဖြစ်တဲ့အလွန်ရှိကြတဲ့သားရဲတွေရှိသေးတယ်ရှေးဟောင်းရှေးဦးကဘာဦးအလွန်ရှိကြတဲ့မင်းကတိုးတိုးလေးရေရွတ်လိုက်တယ်မဟုတ်သေးပါဘူးအားအကောင်းဆုံးကရှေးဟောင်းသားရဲတွေမဟုတ်ဘူးလားအဲ့ဒါထက်ပိုပြီးတော့အစွမ်းထက်တာတွေရှိသေးလို့လားအဲ့ဒါကတော့ရှိတာပေါ့ငွေရောင်ဝန်ပုတ်တွေကလူသားတွေလိုမျိုးရေတံတစ်ခုကိုထုတ်လိုက်တယ်မင်း10နှစ်သားမှာနိုးထလာတဲ့သားရဲအစွမ်းတွေကိုငါကစုပ်ယူလိုက်လို့သာငါကပြန်ပြီးနိုးထလာနိုင်တာပြီးတော့မင်းရဲ့တွေးနဲ့အတိမတ်ပြုတ်လိုက်လို့ဒီသားရဲနယ်မြေဟင်းလင်းပြင်ကပွင့်သွားပြီးငါတို့တွေစုံတွေးခွင့်ရခဲ့တာရုတ်တရက်မင်းတစ်ခုခုကိုတတိယသွားတဲ့တန်တိုင်းတွေကိုအမြန်ပြေးကင်လိုက်ပြီးတင်းတင်းကြပ်ကြပ်စုပ်ကင်ထားလိုက်တယ်မျက်လုံးတွေကနီရဲနေပြီးဒေါသတကြီးအော်ဟစ်လိုက်တယ်မင်းမဲငါရဲ့10နှစ်တာသားရဲ့အစွမ်းတွေကိုစုပ်ယူခဲ့တာဟုတ်ပါတယ်မင်းရဲ့သားရဲ့အစွမ်းတွေသာမရှိရင်ငါလည်းနိုးထလာနိုင်မှာမဟုတ်ဘူးငွေရောင်ဝန်ပလွေကပြဿနာရဲ့ကြီးလေးမှုကိုတတိမထားမိသေးပုံပဲငါ10နှစ်လုံးနိုးထမှုမအောင်မြင်ခဲ့တာမင်းကြောင့်ပေါ့မင်းဒေါသကြီးနဲ့မမြင်နိုင်တဲ့ဖိအားတစ်ခုကမင်းကိုယ်ပေါ်ကနေရုတ်တရက်ပောက်ကွဲထွက်လာတယ်ငွေရောင်ဝန်ပလွေစီကိုဖိအားပေးလိုက်တယ်တခင်လေးအသက်ချမ်းသာပေးပါငါကိုမတက်ပါနဲ့ဝန်ပလွေကကြောက်လန့်တကြားနဲ့ထောက်မှာကတ်နေတယ်မင်းဒီသားရဲ့နယ်မြေကိုဖွင့်လိုက်ရင်ငါတို့သားရဲတွေအားလုံးရဲ့အစွမ်းတွေကိုမင်းရနိုင်မှာပါရှေးဟောင်းသားရဲတကောင်ရဲ့ဝိညာဉ်ကမင်းကိုပေးဆက်ဖို့မလုံလောက်သေးဘူးလားရှေးဟောင်းသားရဲ့ဝိညာဉ်မင်းရဲ့ဒေါသတွေကအနှဲငယ်ရောကျသွားတယ်မင်းအကုန်လုံးကိုအစအဆုံးတေချာရှင်းပြစမ်းပြောပြီးတဲ့နောက်မှာတော့ဒီဟင်းလင်းပြင်ထဲမှာသားရဲတွေကိုအပြစ်ပေးနိုင်တဲ့အကျွမ်းမဲ့အစွမ်းတွေရှိနေတာကိုမင်းသတိထားမိလိုက်တယ်တခင်တယောက်အနေနဲ့မင်းဟာစိတ်ကူးတစ်ခုတည်းနဲ့သူတို့ကိုဖျက်ဆီးပစ်နိုင်တယ်ဟုတ်ကဲ့ပါငွေရောင်ဝင်ပလွေကအလင်းမြန်ရှင်းပြလိုက်တယ်ပြီးတော့တခင်လေးမင်းရဲ့တကယ်သားရဲအစွမ်းအဆင့်ကိုတိလားအဲ့ဒါကနှစ်ပေါင်းတောင်းချီမှတစ်ခါပေါ်တဲ့ထူးခြားတဲ့သားရဲအစွမ်းပဲပါမင်းကမိုးကြိုးပစ်ခံလိုက်ရတယ်လို့ဖြစ်သွားပြီးကိုနားကိုတော့မယုံနိုင်အောင်ဖြစ်သွားတယ်အဲ့ဒါကအမှန်ပဲငါသာမစုပ်ယူခဲ့ရင်မင်းအခုအပြင်ထွက်ပြီးနောက်တစ်ချိန်ပြန်ပြီးနိုးထအောင်လုပ်ရင်တေချာပေါက်အောင်မြင်လိမ့်မယ်အဲ့ဒီအချိန်ကျရင်မင်းအတွက်တိုက်ပွဲဝင်ပေးဖို့ငါ့ကိုစင့်ခေါ်လို့ရပြီအဲ့ဒီအချိန်မှာပဲမင်းဟာအရန်ကိုဝမ်းသာအားရရေမောလိုက်တယ်ရေမောနေရင်းနဲ့ငိုတောင်ငိုလာတယ်10နှလုံးလုံး10နှစ်တိတိအဆက်ရခဲ့တာတွေနဲ့ကဲ့ရဲ့ခံခဲ့ရတာတွေကအခုတော့အဖြေတစ်ခုရှိသွားပြီဒါပေမဲ့ငွေရောင်ဝန်ပလွေကဆက်ပြောတယ်အခုလောလောဆယ်မှာတော့ငါရဲ့အစွမ်းက100%ပဲပြန်လဲနိုးထသေးတယ်အပြင်မှာစင့်ခေါ်ရင်10နှစ်သားရဲ့အဆင့်လောက်ပဲရှိမယ်ဒါပေမဲ့တကယ်တမ်းမှာတော့နှစ်ပေါင်းရာချီတဲ့သားရဲတွေရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုထုတ်ဖော်နိုင်တယ်မင်းစွမ်းရည်တွေပါတဲ့အရာတွေကိုငါစားနိုင်ဖို့အမြန်ရှာပေးရမယ်စွမ်းအင်ပါတဲ့အရာတွေလားဥပမာအားဖြင့်တားရဲထိန်ချောင်းသူတွေရဲ့တားရဲဝိညာဉ်တွေမိစ္ဆာတားရဲတွေရဲ့အသွေးသားတွေအားလုံးရတယ်ကောင်းပြီငါအခုပဲသွားရှာပေးမယ်မင်းစိတ်မရှိနိုင်တော့ဘူးစိတ်ကူးတစ်ခုတည်းနဲ့မင်းရဲ့အတိစိတ်ကလက်တွေ့ကဘာကိုပြန်ရောက်လာတယ်မင်းမျက်လုံးဖွင့်ကြည့်လိုက်တော့ဆူရှာနန်ကကရင်ပေးမှမိပြီးအိပ်ပျော်နေတာကိုတွေးလိုက်ရတယ်မင်းအตาလေးထိုင်လိုက်ပြီးသူမရဲ့ပခုံးကိုပုတ်လိုက်တယ်မင်းနိုးလာပြီလားသူမကမျက်လုံးကိုပုတ်ပြီးမေးလိုက်တယ်ဝါကျင့်ကျင့်မိအောင်အောင်မှာမင်းကိုပေးစားထားတဲ့ဒီအမျိုးသမီးဟာတကယ်တော့အရန်လာတာကိုမင်းသတိထားမိလိုက်တယ်မင်းဘာလို့ငါ့ကိုဒီလိုမျိုးစိုက်ကြည့်နေတာလဲသူမကမင်းစိုက်ကြည့်နေတာကြောင့်ရှက်သွေးဖြာသွားတယ်မင်းကငါဇနီးပဲငါမကြည့်လို့ရမလားနောက်ကြရင်မင်းကငါရဲ့အမျိုးသမီးပဲဘသူ့ကိုမှမင်းကိုအနိုင်ကျင့်ခွင့်မပေးတော့ဘူးဆူရှာနန်ရဲ့မျက်လုံးထဲမှာပျော်ရွှင်တဲ့မျက်ရည်တွေဝဲလာတယ်ကဲအချိန်လဲမစောတော့ဘူးငါတို့အနားယူကြရအောင်မင်းကလီရှောင်ဆွဲဖြက်ပစ်လိုက်တဲ့အနီရောင်ခေါင်းမီးချုံပူဝါကိုကောက်ယူပြီးသူမရဲ့ခေါင်းပေါ်မှာပြန်တင်ပေးလိုက်တယ်လီရှောင်ငါတို့ကိုအကျွေးတင်ထားတာတွေကိုတနေ့ကျရင်တွေးနဲ့ပြန်ဆက်ခိုင်းရမယ်ဒီခေါင်းမီးချုံကိုငါတို့ပြန်လုပ်ကြတာပေါ့မင်းကခေါင်းမီးချုံကိုအตาလေးလှန်လိုက်ပြီးအသေးရစရာကောင်းတဲ့သူမရဲ့မျက်နှာကိုငုံပြီးနမ်းလိုက်တယ်မီးရောင်တွေလှုပ်ခတ်နေပြီးကလာကာတွေကျလာတယ်တကောင်ရဲ့အချိန်မှာဘေးနားမှာနှစ်ချိုက်အိပ်ပျော်နေတဲ့ဆူရှာနန်ကိုကြည့်ပြီးမင်းအตาရထားပြီးအဝိစာဝတ်လိုက်တယ်ပြီးတော့လေ့ကျင့်ရေးကွင်းကိုလာခဲ့တယ်မင်းကိုယ်တိုင်စမ်းသပ်ကြည့်ရမယ်မင်းတုံရင်နေတဲ့လက်ကိုကြီးမားတဲ့တာရဲဝိညာဉ်ကြောက်တုံးပေါ်တင်လိုက်တဲ့ရုတ်တရက်အရင်ကတခါမှမကြုံဘူးတဲ့ကြီးမားတဲ့ဖိအားတစ်ခုကလှိုင်းလုံးကြီးလိုတိုက်ခိုက်လာတယ်မင်းရဲ့ခန္ဓာကိုယ်ထဲကတာရဲအစွမ်းတွေကအကုန်လုံးနိုးထလာတယ်တာရဲဝိညာဉ်ကြောက်တုံးပေါ်ကပုံရိပ်တွေကတစ်ခုပြီးတစ်ခုလင်းလာတယ်ပထမအဆင့်ဒုတိယအဆင့်9ဆင့်10ဆင့်10ဆင့်လုံးတာရဲအစွမ်းတွေအကုန်လုံးလင်းထိန်သွားတယ်ဒါတကယ်ပဲလားမင်းခန္ဓာကိုယ်ထဲကအရှိန်အဟုန်ပြင်းပြင်းစီးဆင်းနေတဲ့အစွမ်းတွေကိုခန်းစားရင်ကျဉ်နဲ့အားရစွာဟိန်းဟောက်လိုက်တဲ့ဆယ်ဆင့်တားရဲအစွမ်းရှိတဲ့ပါရမီရှင်တယောက်ဟာလီမီသားစုမှာတိတ်တဆိတ်မွေးဖွားလာပြီဆိုတာဘယ်သူမှမသိကြဘူးနောက်တနေ့မနက်စောစောမှာမင်းနဲ့ဆူရှာနန်တို့ပစ္စည်းတွေတင်ဆက်ပြီးလီမီသားစုအိမ်တော်ကနေဘာမှတွန်းဆုတ်မနေပဲထွက်လာခဲ့တဲ့တကားဝမှာရက်ပြီးမင်းနောက်ကိုတစ်ချက်ပြန်ကြည့်လိုက်တယ်လီရှောင်းကပြန်လာခဲ့အောင်မှာပါလမ်းမကြီးပေါ်ကိုလှည့်ရောက်သွားတဲ့အခါမင်းတို့နောက်မှာအနက်ရောင်ဝစ်လူ6ယောက်လောက်ကတားကောင်ကိုချောင်းနေတဲ့ဝင်းပလွေတွေလိုတိတ်တဆိတ်လိုက်လာကြတဲ့တခင်လေးဒီတခါတော့အဲ့ဒီကောင်မလေးကိုဖမ်းပြီးရင်ဒီကောင်ကိုလည်းတက်ပစ်လိုက်
မင်းအနေနဲ့မင်းရဲ့ညီကိုတွေကိုလည်းအရင်ဆုံးမြည်စမ်းခွင့်ပေးတဲ့နယ်လေးဘာတွေလောနေတာလဲဒီလင်းရွမျိုးကနေထွက်သွားပြီးတာနဲ့သူကဘာမှမဟုတ်တော့ပါဘူးအဖွဲကိုဥဆောင်လာသူကတော့လီရှောင်ပဲဖြစ်ပါတယ်မြင်းရထားဟာမိုင်30လောက်ခီးနေလာပြီးဝက်လုံခေါ်တဲ့တောကန်နာရတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်လီရှောင်ရဲ့မျက်လုံးထဲမှာတက်ဖြတ်လိုတဲ့အရေးအယောင်တွေထွက်ပေါ်လာပြီးလက်စတင်လိုက်ပါတယ်ဒီနေရာမှာခိုးဆိုးလူရက်သူတွေအမျက်ရှိတတ်တာမှုသူ့ကိုတက်ပြီးတခိုးတွေပေါ်အပြစ်ပုံချလိုက်ရင်အတော်ပဲပေါ့မြင်းခွသားတန်းတွေအရှူရှူထွက်ပေါ်လာချိန်မှာမင်းကောင်းပြူကြည့်လိုက်တော့လီရှောင်းရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့မျက်နှာကိုတွေးလိုက်ရပါတယ်။ယထာထဲမှာပဲနေပါအပြင်မထွက်လာနဲ့လို့မင်းကဆုရှောင်းနံကိုမှာကြားလိုက်ပါတယ်။အဲ့ဒီနောက်မင်းဟာမြင်းရထားပေါ်ကနေခုန်ဆင်းပြီးပြေးဝင်လာတဲ့လူ9ယောက်ကိုတကိုယ်တည်းရင်ဆိုင်လိုက်ပါတယ်။အဖွဲ့ခေါင်းဆောင်လီရှောင်းကိုကြည့်ရင်မင်းရဲ့နှုတ်ခမ်းတောက်မှာအေးဆက်တဲ့အပြုံးတစ်ခုပေါ်လာပြီးခန္ဓာကိုယ်ထဲကတာရဲစွမ်းအားတွေစတင်လှုပ်ရှားလာပါတယ်။ဒီနေ့တော့မင်းကိုဒီနေရာမှာပဲအဆုံးသတ်ပေးလိုက်မယ်။မြင်းရထားဟာရက်တန်သွားပြီးဓာတ်ရှည်တွေကင်ဆောင်ထားတဲ့လူ9ယောက်လောက်ကဝိုင်းအောင်လာကြပါတယ်။သူတို့ရဲ့မျက်လုံးတွေကသွေးစာနေပြီးမြင်းရထားကိုမလွတ်တမ်းစိုက်ကြည့်နေကြပါတယ်။ငါရဲ့အတုံးမကျတဲ့အကိုကြီးဒီလိုဖြစ်လာမယ်လို့မထင်ထားဘူးမလားလီရှောင်ကမြင်းပေါ်ကနေဆင်းလိုက်ပြီးလက်ဖွားထဲမှာစွမ်းအားတွေစူးစီးကမြင်းရထားစီကိုပြင်းထန်စွာရိုက်ချလိုက်ပါတယ်ယထာကိုယ်တွေဟာအစိတ်စိတ်အမွှားမွှားပျက်စီးသွားပြီးမြင်းကလည်းထိတ်လန့်တကြားနဲ့ကြိုးတွေကိုယုံထွက်ကာထွက်ပြေးသွားပါတယ်မြင်းရထားပြူကျတော့မဲ့အချိန်မှာပဲမင်းကယထာထဲကနေလွှားကနေခုန်ထွက်လိုက်ပြီးလေးလံလာတဲ့ယထာတစ်တာကိုလက်တစ်ဖက်ထဲနဲ့မကာမြေပြင်ပေါ်ကိုမြင်းသားစွာချလိုက်ပါတယ်မင်းဟာလီရှောင်ဘက်ကိုလှည့်ကြည့်ပြီးအေးဆက်စွာပြောလိုက်ပါတယ်လမ်းတစ်လျှောက်လုံးနောက်ကလိုက်လာပြီးမှနောက်ဆုံးတော့မအောက်နိုင်တော့ဘူးလားမင်းကဒါကိုတိနေတာတော့လင်းရွမျိုးကိုဘာလို့ပြန်မပြေးတာလဲလို့လီရှောင်ကအံ့ဩတကြီးမေးပါတယ်မင်းကိုဒီနေရာအထိခေါ်မလာရင်မနေ့ကအညိုးတွေကိုငါဘလို့ပြန်ဆက်ရမလဲလို့မင်းကပြန်ပြောလိုက်ပါတယ်လီရှောင်ဟာအံ့အားသင့်သွားပြီးမှတဟားဟားနဲ့လှောင်ပြောင်ရင်မောလိုက်ပါတယ်လက်စားချီမယ်ဟုတ်လားမင်းလိုသားရဲစွမ်းအားတောင်မနိုးထနိုင်သေးတဲ့အမိုက်ကများစကားဆုံးတာနဲ့သူကဟိဟောက်လိုက်ပြီးသူ့ခန္ဓာကိုယ်ထဲကနေမိကိုရောင်တောဝုံပလွေဝိညာဉ်တစ်ခုထွက်ပေါ်လာပါတယ်နှစ်ပေါင်း400တက်တန်းရှိတဲ့လေးလင်းဝင်ပလွေသားရဲဝိညာဉ်နဲ့မင်းကငါ့ကိုဘာနဲ့ရှင်ပါလဲဒါပေမဲ့မင်းကတော့အဲ့ဒီဝင်ပလွေဝိညာဉ်ကိုငြိမ်သက်စွာကြည့်နေပြီးရှာနဲ့တက်လိုက်ပါတယ်မင်းရဲ့စိတ်ထဲမှာတော့နှစ်ပေါင်း400သားရဲဝိညာဉ်ကငါ့ကိုပဲလောက်အထိနာလန်ထူစေမလဲလို့မေးလိုက်ပါတယ်နှစ်ပေါင်း400ဆိုရင်ငါ့ကိုအဆင့်9အထိပြန်ရောက်စေနိုင်တယ်လို့လက်မင်းဝင်ပလွေဖြူရဲ့အတန်ကမင်းရဲ့အုံနောက်ထဲမှာထွက်ပေါ်လာပါတယ်မင်းဟာလီရှောင်ကိုတစ်ခါပြန်ကြည့်လိုက်တဲ့အခါမင်းရဲ့မျက်လုံးထဲမှာရန်သူလို့မမြင်တော့ပဲအာဟာရဖြစ်စေမဲ့ဆေးတစ်ခွက်လိုပဲမြင်ပါတော့တယ်ငါရဲ့10နှစ်စာသားရဲ့ဝိညာဉ်ကမင်းကိုရှင်ဖို့အရေးချင်းပြည့်မိရဲ့လားလို့မင်းကမေးလိုက်ပါတယ်မင်းကရက်ဆက်တဲ့အပြုံးတစ်ခုပြုံးလိုက်တဲ့အချိန်မှာအားလုံးကထိတ်လန့်သွားကြပြီးမင်းရဲ့ခန္ဓာကိုယ်ထဲကနေဆူရှားတဲ့အလင်းဖြူတွေထွက်ပေါ်လာပါတယ်နောက်တစ်စက္ကန့်မှာတော့အရှိ8မီတာလောက်ရှိတဲ့နှင်းလိုဖြူဖွေးတဲ့ဝင်ပလွေကြီးတစ်ကောင်မင်းရဲ့နောက်မှာပေါ်လာပါတယ်။လက်မင်းဝင်ပလွေဖြူကကောင်းကင်ကိုမော့ကြည့်ပြီးဟိန်းဟောက်လိုက်တဲ့အတန်ဟာလူတွေရဲ့ဝိညာဉ်ကိုတောင်တုန်လှုပ်သွားစေပါတယ်။